ဒါကတော့တရုတ်မလေးမမတူပါဘာလို့လဲဆိုတော့အမြဲတမ်းချီမိုးကလေးဆိုပါဒါကတော့လက်ကုံရက်ဆိုရင်အနာအမြဲရှိပြီးတလာလုံးအနာမကတ်တော့မမကြီးပါအမဒါကတော့လူလေးလိုမျိုးခေါင်းရှိမှအိပ်ပြီးတော့နင်တို့မွေးတာလို့ကျွေးရတာဆိုပြီးတော့အချိန်တိုင်းချီမိုးနေတော့၃ယောက်ကျမမ၃ပါပို့လိုက်ပြီလို့ချီမိုးစာနဲ့ပြန်ရက်နေတယ်မကြီးတေးမယုံအမလေးမချွဲတာ ဒီနေ့မနေရနဲ့ ဒီနေ့ကလက်ကုံကနေပြီလေလက်ကုံကနေလို့ဒါမျိုးအလုပ်ခံတာအမို့တော့ချက်လားမေ့ချက်လားမရချစ်တယ်ခလေးကိုချစ်တာချစ်ဆုံးလေးအမေချစ်ဆုံးလေးအမေချစ်တုံးလေးချာဟာယောဂမသိသူ့လောက်စားနေယောကြောက်ပါရဲ့ရှင်ကျွေးပါမယ်ရှင်စက်တချောင်းဝယ်ခဲ့မယ်နော်အေးပြီးတော့လာစားထုတ်ရနော်ဟိုက်ပြီးတော့ကျင်းနေပြီးတော့အော်အေးညီမနဲ့ငါတို့လူအိတ်တဲ့ခေါင်းတွေလည်းရစရာမရှိတော့ပါဘူးဟဲ့